ထိုင်းရွှေစီကတော့ဒီနေ့တင်းနေငွေဖြစ်တဲ့အတွက်ပုံမှန်ပေါက်ဈေးတိုင်းပဲဈေးရှိနေပြီးတော့လက်ရှိမှာတော့မနေ့က300အကျနဲ့ဈေးနှုန်းကတည်ရှိနေပါသေးတယ်အလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ဖြည့်စုံနိုင်ကြပါစေဒီနေ့က4ရက်နေ့တလပိုင်း2026ခုနှစ်တင်းနေငွေနေ့ထိုင်းရွှေစီကတော့96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲစီဆိုင်ကရောင်းနေဈေးက64,950ထိုင်းရွှေခရပတ်သားကိုပန်ကောက်ထဲမှာလက်က150ရှိပါတယ်လက်ခအပီးစီထိုင်းရွှေခရပတ်သားကို65,100နဲ့ပေါက်ဈေးရှိနေပါတယ်ဒီနေ့ထိုင်းရွှေခရပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်ကရာခိုင်နှုန်းပြန်မဖြတ်ဖဲတပတ်သားကို64,850နဲ့ပြန်ပြီးတော့လက်ခံမှာပါ96.5ရာခိုင်နှုန်းရှိတဲ့လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးကတပတ်သားကို65,950လက်ဝယ်ရနိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1,000ကနေ2,000ထိရှိနိုင်ပြီးတော့မိမိဝယ်တဲ့ထဲပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစီနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကတပတ်သားကို900ခိုင်နှုန်းဖြတ်အောင်မှာဖြစ်ပါတယ်900ခိုင်နှုန်းဖြတ်ပြီးတဲ့ပြင်ကိုတပတ်သားကို61,600ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ဒီနေ့မှာတော့ထိုင်းရွှေဈေးကအနည်းငယ်အကျစင်းနဲ့ရှိနေတာဖြစ်ပါတယ်ဒီနေ့ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်ထိုင်းရွှေခရပတ်သားကိုလက်ခ150နဲ့ရတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်းစီခေါ်စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်တပတ်သားကိုမှလက်ခ150နှစ်ပတ်သားကိုလက်ခ250ငါးပတ်သားထိဝယ်မယ်ဆိုရင်တော့လက်ခအကုန်ကြမရှိပါဘူးတော့လက်ရှိမှာတော့ဒီနေ့ထိုင်းရွှေဈေးတွေကအဈေးကျနေပါသေးတယ်တလပိုင်း9ရက်နေ့တနင်္လာနေ့ရွှေဈေးအဖွင့်မှာတော့ထိုင်းရွှေဈေးတွေကဈေးတက်နိုင်တဲ့အလားအလာရှိပါတယ်လက်ရှိ2026မှာရွှေဈေးတွေကဆက်လက်တက်ဖို့အလားအလာရှိနေပါတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်တော့ရွှေအတုံးကိုပဲဝယ်စုထားကြပါလို့အကြံပြုချင်ပါတယ်ရွှေတုံးကလက်ဝယ်ရနာနဲ့စားလို့ရှိရင်လက်ခဈေးနှုန်းကအများကြီးကိုတက်တာဖြစ်ပါတယ်လက်ဝယ်ရနာကိုဝယ်စုမဲ့သူတွေကတော့ဝယ်တဲ့အခါမှာလည်းပဲလက်ခကတပတ်သားကိုမိမိဝယ်တဲ့ထေပေါ်မှာမူတည်သလို1,000ကနေ2,000ထိရှိနိုင်ပြီးတော့ပြန်ရောင်းတဲ့အခါမှာလည်းပဲတပတ်သားကို900ခိုင်နှုန်းထိဖြတ်အောင်မှာဖြစ်ပါတယ်ထိုင်းရွှေစင်ငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါတယ်ထိုင်းရွှေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပေးရှင်းနိုင်ကြပါစေ